မိန်းကလေးတဦးမဖြစ်ချင်ပေမဲ့အကိုကိုချစ်ချင်တယ်။အကိုသာချစ်မယ်ဆိုရင်မိန်းကလေးတဦးဖြစ်ချင်တယ်။အကိုမပြောတိုင်းအကိုစိတ်တက်ကြတိုင်းအကိုတန်းတလိုက်တိုင်းရောက်လာနိုင်တဲ့မိန်းကလေးဖြစ်ချင်တယ်။အကိုလက်ထပ်ယူမဲ့အကိုကလူတွေရှိထုတ်ပြနိုင်မဲ့အကိုဟာငါချစ်သူပါလို့လူတွေသိအောင်ချောမှာစာကတ်ထားနိုင်တဲ့မိန်းကလေးဖြစ်ချင်တယ်။ကျွန်တော်သာဒီတက်ပိုနူးညံ့တဲ့လက်ချောင်းတွေရှိခဲ့ရင်ကျွန်တော်သာဒီတက်ပိုရှည်လျားပျော်ပြောင်းတဲ့စံတွေရှိခဲ့ရင်ကျွန်တော်သာဟိုမျိုးသမီးလိုပါမှုနီနီရဲရဲတွေရှိခဲ့ရင်လေအကိုကျွန်တော်ကိုချစ်နိုင်တော့လားကျွန်တော်ကိုအနမ်းတွေပို့ပေးနိုင်တော့မလားအကိုကျွန်တော်ရွေးချယ်နိုင်တော့မလားကျွန်တော်အကိုကိုပိုင်ဆိုင်ဝင်မြန်ရှိလေမလားပေါ့အကိုရဲ့အမျိုးသမီးတဦးဖြစ်ချင်တဲ့အကိုရဲ့